Hello အားလုံးပဲမင်္ဂလာပါရှင်အတိတ်ကအားလုံးလေးနှလုံးရှိုံနဲ့အရန်ကိုစားကောင်းတဲ့အားလုံးကြော်အလွယ်ပြုလုပ်နေလေးကိုလောက်ပြပေးရဖြစ်ပါတယ်ပထမဆုံးအားလုံးနှလုံးကိုအခွန်နှာထားလိုက်ပါတယ်အားလုံးကိုအခွန်နှာပြီးတာနဲ့မထုံပါနေထားလေးတွေလှီထားပေးလိုက်ပါတယ်အားလုံးလှီပြီးတာနဲ့ရေဆေးပြီးတော့အိုးတလုံးထဲကိုထည့်ပေးလိုက်ပါတယ်ပြရနဲ့ရေကိုအားလုံးမျိုးတစ်ထိထည့်ပြီးတော့စားနှင်းငယ်ထည့်ပြီးတော့အားလုံးချက်သွားတဲ့အထိ15မိနစ်လောက်ပေါ့နော်ပြုတ်ထားပေးလိုက်ပါတယ်ရှင်ကဲပြုတ်ထားတဲ့အာလူကလည်းချက်တော့ပြီဆိုလို့ရှိရင်တော့ဖြူတို့ဆယ်ထုတ်ပေးလိုက်ပါမယ်နော်အာလူကိုဆယ်ထုတ်ပြီးတာနဲ့ခရင်လေးနဲ့ခြေထားပေးလိုက်ပါတယ်ခြေထားတဲ့အာလူလေးကညက်တော့ပြီဆိုတာနဲ့သူ့တွေကိုအရတာအတွက်ကအသားမှုန့်နေငယ်စားနေငယ်နဲ့ငရုတ်ကောင်မှုန့်နေငယ်ကိုထည့်ပေးလိုက်ပါတယ်နောက်ဆုံးကြမှာတကြားနေငယ်ကိုထည့်ပြီးတော့ပြောင်းကောင်မုန့်ထမင်းစားဆုံးနဲ့လေးစုံစာကိုထည့်ပေးလိုက်ပါတယ်ပြီးရနဲ့အားလုံးကိုသမတွားအောင်နေထားပေးလိုက်ပါတယ်ရှင်ကဲဖြူတို့နဲ့သွားလိုက်တာအားလုံးနှက်ပြီးတော့ဒီလိုမျိုးလုံးလုံးရတဲ့နေထားလေးရလာပြီဆိုလို့ရှိရင်ဖြူတို့စပြီးတော့အားလုံးကိုပုံလေးတွေဖော်ထားပေးလိုက်ပါမယ်နော်ကိုစင်ပြီးဒီလိုလေးပေါ့နော်ဖြူကတော့နည်းနည်းလေးယူလိုက်တယ်ပြနည်းနည်းလေးလုံးပြီးတော့သူ့ကိုအပေါ်ကနေဖိပြီးတော့ခရင်လေးနဲ့အလှလေးနဲ့ဆင်ထားပေးလိုက်ပါတယ်ဒီလိုလေးပေါ့နော်အဲစီပူလာပြီဆိုမှအားလုံးလေးကိုထည့်ပြီးတော့ကြော်ပေးလိုက်ပါမယ်နော်ပြီးရင်တော့တစ်ဖက်မှာ10မိနစ်2မိနစ်လောက်ပေါ့နော်ကြော်တော့ပေးလိုက်ပါရရှင်တစ်ဖက်ကရွှေရင်းလေးတန်းလာပြီဆိုတာနဲ့နောက်တစ်ဖက်ကိုအပြန်လှန်လေးတွေလုပ်ပြီးတော့ကြော်တော့ပေးလိုက်ပါတယ်ကဲဖြူတို့ကြော်တော့လိုက်တဲ့အားလုံးကြော်လေးကအယောင်လေးကလည်းရဲရဲလေးတွေဖြစ်နေပြီဆိုလို့ရှိရင်တော့သူ့ကိုစကားနဲ့ဆက်ထုတ်ပြီးလို့ရှိရင်စီစစ်ပေးထားလိုက်ပါမယ်နော်ကဲစီလေးစစ်ပြီးဆိုလို့ရှိရင်တော့စောင်းမငယ်ထဲကိုထည့်ပြီးလို့ရှိရင်စားလို့ရပါပြီ